ဖော်ဖွားစစ်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့လေချမ်းရှင်ရဲ့စွမ်းအားကဘယ်လောက်တောင်အစွမ်းထက်လဲသူ့ရဲ့နောက်ဆုံးဤကုန်းကတော့ဘယ်လိုဖြစ်မလဲလေချမ်းရှင်ရဲ့တကယ်စွမ်းအားကြောက်မက်ဖွယ်ကောင်းပုံကတော့တာမန်နက်ဖျားတရားအစဉ်ကျင့်ကြံသူတွေနဲ့လုံးဝနှိုင်းယှဉ်လို့မရပါဘူးဖော်ဖွားစစ်ရဲ့ခန္ဓာကိုယ်ထဲမှာအမြင့်တွယ်နေတဲ့ဒီမိစ္ဆာဦးကြီးဟာရန်ခမ်းတိုက်ကြီးရဲ့ခေတ်ဟောင်းကာလကအန္တရာယ်ရှိဆုံးအချိန်ကိုက်ပုံတစ်လုံးလို့တောင်တင်စားလို့ရပါတယ်ကောင်းကင်နတ်ဆိုးကိုင်းရဲ့ဂိုင်းချုပ်ဟောင်းတဦးအနေနဲ့သူဟာမဟာကောင်းကင်မိစ္ဆာကျမ်းကိုရှေးရခင်ကမြည်သူများမရောက်ရှိဘူးသေးတဲ့အဆင့်ထိကျင့်ကြံထားပြီးသားဖြစ်ပါတယ်နာမည်ရတော့နတ်ဖျားတရားအထွတ်ထိပ်အဆင့်သာဖြစ်ပေမဲ့သူ့ရဲ့တကယ်တိုက်ခိုက်ရေးစွမ်းရည်ကတော့အဆင့်တန်းသတ်မှတ်ချက်တွေကိုလုံးဝကျော်လွန်နေပါတယ်သူကိုယ်တိုင်တီထွင်ထားတဲ့မဟာရိုချမ်းကျက်တာရလက်ဝါးစွမ်းအားဟာမိမိစိတ်ကြိုက်ကျက်တာရတွေရဲ့အင်အားကိုထိန်းချုပ်နိုင်ပြီးလက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရုံနဲ့ဟင်းလင်းပြင်ကိုပြိုကွဲပျက်စီးစေနိုင်ပါတယ်မိစ္ဆာခန္ဓာခွဲစိတ်ကူကတော့သူ့ကိုနတ်ဖျားတစ်ပါးနဲ့ရှင်နိုင်တဲ့ပျက်စီးခြင်းစွမ်းအားတွေကိုခိတ္တခဏပိုင်ဆိုင်စေပါတယ်အဆိုးအဝါဆုံးကတော့သူနဲ့ဖော်ဖွားစစ်တို့နှစ်ပေါင်းရာချီကြာမြင့်ခဲ့တဲ့အပြိုင်မှုပါပဲဖော်ဖွားစစ်ကသူ့ရဲ့ဝိညာဉ်ဥကောင်းကိုနှိမ်နင်းထားနိုင်ခဲ့တာထင်ရှားပေမဲ့ဘယ်တော့မှလုံးဝအမြင့်ပြတ်အောင်မချေမှုန်းနိုင်ခဲ့ပါဘူး။လပညာတိုင်းမှာလေချမ်းရှင်ရဲ့အသိစိတ်ကပြန်လည်နိုးထလာပြီးခန္ဓာကိုယ်ထိန်းချုပ်ခွင့်အတွက်ဖော်ဖွားစစ်နဲ့တွေးချောင်းစီမတက်တိုက်ပွဲဝင်လေးရှိပါတယ်။ဒီလိုမျိုးကာလရှည်ကြာလာတဲ့ဝိညာဉ်ချင်းအပြိုင်မှုဟာသူ့ရဲ့ဝိညာဉ်ကြံ့ခိုင်မှုကတာမန်ကျင့်ကြံသူတွေထက်အစမတန်တာလုံးနေပြီးမပျက်စီးနိုင်တဲ့ဝိညာဉ်အဆင့်ရဲ့အစွန်းဖျားကိုတောင်ထိတွေ့နေပြီဆိုတာသက်သေပြနေပါတယ်။နောက်ပိုင်းမှာတော့ရှင်းရတဲ့တိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာလီချမ်းရှင်ဟာမဟာမိစ္ဆာရဲ့စစ်မှန်တဲ့အတိတ်ပဲကိုနားလေသဘောပေါက်သွားပြီးမိစ္ဆာမျိုးစေ့အဖြစ်ပြောင်းလဲတာရှင်းအပ်ရဲ့တရားနှလုံးသားတွေကိုတိုးဝင်ပြီးကိုဖောက်ခွဲတာတည်ဆုံသွားခဲ့ပါတယ်